တကယ်လို့ကျွန်တော်တို့သာတိတ်ဖက်စိတ်ကိုရွှေ့ရှိတဲ့တက်ကလို့အလေးထက်နေရတဲ့အချိန်လုံးနဲ့ပြေးနိုင်ခရဲ့ဘာဖြစ်မလဲလို့စဉ်းစားပူပါလားအလဲဟာတစ်စက္ကန့်ကိုကီလိုမီတာ3သိန်းမှာမိုင်ပေါ3800ကျော်နဲ့သွားနေပါတယ်ဒါဟာကဘာကြီးကိုတစ်စက္ကန့်နဲ့ခနဲ့ပါခွဲလာပတ်နိုင်တဲ့အချိန်ပါတကယ်လို့သေသာအဲ့ဒီအချိန်ကိုကြော်ဖြတ်ပြီးပြေးနိုင်ခရဲ့တဲရခန္ဓာကိုတဲရပောင်ဝချင်းနဲ့သေနေရမယ့်အချိန်တွေဟာဘယ်လိုမျိုးထူးခြားစွာပြလို့တော့မလဲဆိုတာဒီနေ့ဗီဒီယိုမှာတော့ယူပါဗေဒရဲ့အနည်းဆက်လိုဝဲချက်တွေကိုကျွန်တော်တို့ဖော်ထုတ်သွားမှာပါအေးရှောက်လဲထဲနေရဖို့မပြောခင်လိန်နှုတ်ကိုရဖို့ကိုပဲဘာကြောင့်မဖြစ်နိုင်လဲဆိုတာအရေးသိဖို့လိုပါတယ်နာမကြီးယူပါဗေဒပညာရှင်အဘတ်အက်စတာရဲ့နိုင်ရောသီအိုရီအရဒွါထိုးရှိတဲ့ဗယံမဆိုအလိန်နှုတ်ကိုရဖို့ဆိုရင်ကားစားချင်းမရှိတဲ့စွမ်းရည်လိုအပ်ပါတယ်တကယ်လို့သေဟာအလဲထဲနေအောင်ပြေးနိုင်ရဲ့အချိန်သေးလိုက်တိုင်းသေရခန္ဓာကိုယ်ဟာပို့ပြီးတော့လေးလောက်ပါတယ်အလင်းနှုတ်ရဲ့69တဲ့မှာ900ခန့်ကိုရောက်တော့တဲ့အခါတဲရဲ့၄ချေဟာတိုင်မထောက်ကြည့်သလိုဖြစ်လာပြီးတဲကိုရှေ့ပြီးအရှင်ဒီပူစိတ်ကြော်တဲ့တစ်ခုလုံးမှာရှိတဲ့စွမ်းရည်တွေကိုကောလို့သုံးရတာမလိုက်နိုင်တော့ပါဘူး။ဒါကြောင့်တာမာယူပဗေဒနေရာမှာရတော့အလင်းနှုတ်ဟာကြော်ပြလို့မရနိုင်တဲ့တထိုင်ကြီးတစ်ခုလိုဖြစ်နေတာပါ။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ Einstein ရဲ့ E=mc² ရစွမ်းရည်နဲ့ drug 2ဟာအတူတူပဲဖြစ်ပါတယ်။အရှင်ဒီပူသုံးလိုက်တဲ့စွမ်းရည်တွေကအရှင်ဒီမပြောင်းလဲနိုင်တော့တဲ့အခါ drug 2အဖြစ်ပြောင်းသွားတာကြောင့်မို့ပိုလေးလာပြီးရှစ်တော်လို့မရတော့တာဖြစ်ပါတယ်။ကဲအခုတော့ကျွန်တော်တို့မော်တာတစ်ခုခုနဲ့အဲ့ဒီနေရာမှာတွေကိုကြော်ပြပြီးအလေးထက်မြန်မြန်ပြေးနေပြီလို့ယူဆရအောင်ပါရမဆိုတဲ့ခံစားမှာကအချိန်နောက်တည်းစီစီချေပါအိုင်စတိုင်းရဲ့ theory အချိန်ပြေးလေတဲထွက်အခြေကနေလေပါတဲဟာအလင်းတော့ကိုရောက်သွားရင်တဲထွက်အခြေကရက်တက်သွားပါလိမ့်မယ်အဲ့ဒီကနေအလေးထက်ပုံပြအောင်ရှေ့ပြီးပြေးနေရတော့အခြေကရှေ့ကိုမတော်တော့ပဲနောက်တည်းဆုတ်သွားပါတော့မယ်တဲဟာအတိတ်ကိုရောက်သွားပြီးတဲမပြေးခေကဖြစ်ရတဲ့ကိုရုပ်ရှင်တရားကြည့်နေရတယ်လို့ပြန်မြင်နေရမှာပါဒါဟာသိပ္ပံနည်းကျအခြေကြီးသွားခြင်းအစပဲဖြစ်ပါတယ်ဒါတည်းမကောက်သေးပါဘူးတဲရမြေကွဲတွေကလည်းထူးထူးခြားခြားပြလဲကုန်မှာပါတဲဟာတဲရှိကိုလာနေတဲ့အလဲလိုင်းတွေကိုကြော်ဖြတ်ပြီးပြေးနေတာကြောင့်ဒေါ်ပလာကျိုးတဲရမှုလို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုဖြစ်လာပါတယ်တဲရှိကမြေကွဲတွေဟာအပြာထောက်ထောက်လေးဖြစ်လာပြီးတဲနောက်ကမြေကွဲတွေကတော့အနီးရောက်ပြောက်သွားပါလိမ့်မယ်နောက်ဆုံးမှာတော့အလဲတွေကတဲနောက်ကိုမလိုက်နိုင်တော့တာကြောင့်တဲပောင်ဝဲချိန်မှာအမောက်ထိကျသွားနိုင်ပါတယ်တဲဟာအမောက်ထုထံမှာတယောက်တည်းတဲရှိကိုပြေးနေရတဲ့ခရီးသည်တယောက်ဖြစ်သွားမှာပါနောက်ဆုံးစိတ်ဝင်စားဖို့ကောင်းတာကကော်စလီလို့ခေါ်တဲ့အကျိုးကြောင့်ဆက်ဆံမှုပြည့်စုံသွားတာပါတဲဟာအဖြစ်တစ်ခုရဲ့ကျိုးကိုအကြောင်းတဲ့အရင်ကြီးရပါလိမ့်မယ်ဥပမာဖောက်ခွဲတစ်ခုကျဲသည့်ပေါ်ကြောက်ကွဲတဲ့မြေခွဲကိုမမြင်ရခင်မှာဖောက်ခွဲကွဲတဲ့အတန်ကိုအရင်ကြားရတာမျိုးပေါ့ဒါဟာကျွန်တော်တို့စိတ်ကြောက်လာခြင်းသဘောနီးရမှာတွေကိုအကြီးကျယ်ကမဖြစ်သွားစေတာပါလက်ရှိချိန်မှာတော့စိတ်ကူရဲ့ theory သာဖြစ်ပေမဲ့သိပ္ပံတရားရှိတွေကတော့ water light လိုမျိုးအာကာသဟဲလေးတွေကိုခောက်ပြီးသွားနိုင်မဲ့နီလာတဲ့တွေကိုရှင်းလင်းရှာဖွေနေကြဆက်ပါကဲတရောလေးထဲမြေအောင်ပြေးနိုင်ရင်ဘယ်ချိန်ဘယ်နေရာကိုသွားချင်ပါလဲကွန်မန့်မှာပြောခဲ့ပါဦးဒီတော့ channel မှာယူပဗေဒကြောင်းနေ2020ကျောင်းသိပ္ပံစာမေးတဲ့တွေကိုဘာသာပြန်ပြီးတော့တင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ကျွန်တော် channel ကိုသဘောကျရင် subscribe လုပ်ပြီးဖို့တိုက်တွန်းပါတယ်ဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ရအောင်